အားလုံးမင်္ဂလာပါပရိသတ်ကြီးများရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့တပင်လောကအတွင်းမှာမတန်ဆွမ်းသူတွေအပေါ်ကိုချင်းစာတရားကင်းမဲ့စွာနဲ့ဟာတာလို့ပြက်လုံးထုတ်ခဲ့တဲ့လူရှင်တော်အောင်စပူရဲ့လုပ်ရဟာအခုဆိုရင်တနိုင်ငံလုံးအတိုင်းအတာနဲ့ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရရုံနဲ့မကပဲတပင်အစည်းအရုံးရဲ့အရေးယူမှုတွေနဲ့ပါရေးဆိုင်နေရပြီပဲဖြစ်ပါတယ်အဆိုပါဖြစ်ရတဲ့ပတ်သက်ပြီးအနုပညာလောကသားတွေကြားမှာသာမကပြည်သူလူထုကြားမှာပါအတော်လေးကိုစိတ်ပျက်စရာကောင်းတဲ့သတင်းတစ်ခုအဖြစ်ပြန့်နှံ့နေတာပါ။အောင်စပူဟာမတန်ဆွမ်းသူတွေကိုအားပေးရမယ့်အစားသူတို့ရဲ့ဘဝတွေကိုဟာတာတစ်ခုလိုအသုံးချပြီးပြက်လုံးထုတ်ခဲ့တာကြောင့်ခေါ်ယူပြီးအဖွဲ့အစည်းကနေပြင်းပြင်းထန်ထန်တတိပေးခဲ့တာကိုအားလုံးသိရှိပြီးသားဖြစ်မှာပါ။ဒါပေမဲ့ဒီလိုတတိပေးမှုကိုအောင်စပူအနေနဲ့နောက်တားရခြင်းမရှိပဲပုံမရိုင်းပြတဲ့လုပ်ရက်တွေကိုထပ်မံကျွလွန်လာခဲ့တာကတော့တကယ်ကိုဇက်ဆုပ်ရွံရှာပွဲရာအခြေအနေတစ်ခုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံတပင်းအစည်းအရုံးဗဟိုဥက္ကဋ္ဌဖြစ်သူမင်းသားကြီးကိုဖိုးချစ်ကဒီကိစ္စနဲ့ပတ်သက်ပြီးအောင်စပူကိုထပ်မံတတိပေးခဲ့တယ်လို့လိုအပ်တဲ့ခံဝင်ကလေးတွေလက်မှတ်ထိုးခိုင်းဖို့လည်းပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့အောင်စပူဟာသူ့ရဲ့အမှားကိုသိရမယ့်အစားလူချင်းဝက်ကိုလုံးဝနားမလည်တဲ့လေးတံမျိုးနဲ့လက်မှတ်ထပ်ထိုးခိုင်းရင်ဖေးနေတာထိုးထည့်လိုက်ဆိုတဲ့အလွန်ရိုင်းဆိုင်တဲ့စကားလုံးကိုတုံ့နှုံပြီးပြန်လည်စော်ကားခဲ့တာပါဒီလိုပြောဆိုမှုဟာတပင်းအစည်းအရုံးရဲ့တိတ်ခါကိုယ်တွေမကပဲမိမိအပေါ်မှာစေတနာထားခဲ့တဲ့လူကြီးသူမတွေကိုပါစော်ကားလိုက်တာပဲဖြစ်ပါတယ်တကယ်တော့အောင်စပူဟာအရင်ကတည်းကမတန်ဆွမ်းသူတွေကိုစော်ကားခဲ့လို့ပွဲကားကွယ်တစ်နှစ်ပိတ်ခံခဲ့ရဘူးသူပါအဲဒီချိန်မှာဥက္ကဋ္ဌဖိုးချင်ဟာအောင်စပူရဲ့မိသားစုစားဝင်လေးကိုငဲ့ညာပြီးတော့မိမိရဲ့ကိုယ်ပိုင်အချိန်တွေနဲ့ကိုယ်ပိုင်စည်းရိတ်တွေကိုပါအကုန်ချခံကတက်ဆိုင်ရာအဖွဲ့အစည်းတွေစီလိုက်လံတောင်းပန်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလိုကျေးဇူးတရားမျိုးကိုအောင်စပူအနေနဲ့အတိအမှတ်ပြုရမယ့်အစားအခုလိုမျိုးရိုင်းဆိုင်စော်ကားတဲ့စကားတွေကိုလူသိရှင်ကြားပြောဆိုလာတာဟာလူလိုမသိတဲ့လုပ်ရက်ဖြစ်တယ်လို့တပင်လောကသားအများစုကသတ်မှတ်နေကြတာပဲဖြစ်ပါတယ်။အနုပညာရှင်ဆိုတာပြည်သူကိုဖျော်ဖြေရသူပဲဖြစ်ပေမယ့်လူချင်းဝင်းတဲ့စီကံကိုလေးစားရမှာပဲဖြစ်ပါတယ်။အောင်စပူရဲ့ပြက်လုံးတွေဟာတာမဟုတ်တော့ပဲတစ်ဖက်သားရဲ့ဘဝကိုနှိမ့်ချစော်ကားတဲ့အောက်တန်းစားလုပ်ရက်တွေပဲဖြစ်နေပါတယ်။အခုလိုကိုဖိုးချစ်လိုလူမျိုးကိုတော့ရိုင်းရိုင်းဆိုင်ဆိုင်စော်ကားရတဲ့အောင်စပူကိုတပင်လောကကနေအပီးတိုင်းဖယ်ရှားပစ်ဖို့တောင်းဆိုတဲ့နေကလေးကျေလောင်လို့နေပါတယ်။သူ့ကိုပွဲကားခွင့်တစ်နှစ်အပိတ်ခံရတာကတက်တာလုံးနေပြီဖြစ်ပြီးအခုလိုကျေးဇူးကနေလောက်ရက်တွေကြောင့်ရှာတပ်ပံပွဲကားခွင့်ပိတ်သိမ်းပြီးအနုပညာလောကတွေကနေထုတ်ပင်ပြဖို့သာအကောင့်ဆုံးနည်းလမ်းပဲဖြစ်တယ်လို့ယူဆနေကြတာပဲဖြစ်ပါတယ်။အောင်စပူဟာသူ့ရဲ့ရိုင်းဆိုင်တဲ့ပါဇက်ကြောင့်ကိုတွင်းကိုကိုတူးနေတာဖြစ်ပြီးဒီလိုလူမျိုးဟာတပင်လောကရဲ့ဂုံတိတ်ခါကိုညှိုးနှွမ်းစေတဲ့အဖြတ်သမားတစ်ယောက်သားဖြစ်ပါတယ်။မိမိကိုကူညီခဲ့တဲ့သူကိုပြန်လည်စော်ကားတာဟာအနုပညာရှင်တယောက်မဆိုထားနဲ့လူသားတယောက်အနေနဲ့တော့မလုံတဲ့နဲ့အပြုံမူပါဒါကြောင့်အောင်စပူအနေနဲ့သူ့ရဲ့မယူရေးဆန်တဲ့လုပ်ရက်တွေအတွက်ထိုက်တန်တဲ့အကျိုးဆက်ကိုခံစားရတော့မှာပဲဖြစ်ပါတယ်တပင်အစည်းအရုံးအနေနဲ့လေအခုလိုအဖွဲ့အစည်းကိုစော်ကားတဲ့သူကိုပြက်ပြက်တသားအေးအေးယူဆောင်ရွက်သွားဖို့ပြည်သူတွေကစောင့်ကြည့်နေကြပါတယ်အောင်စပူလိုလူမျိုးကိုအနုပညာလောကမှာဆက်လက်ထားရှိနေခြင်းဟာမတန်ဆွမ်းသူတွေအတွက်သာမကပဲအနုပညာလောကသားအချင်းချင်းအတွက်ပါအန္တရာယ်ရှိတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။အောင်စပူရဲ့ရိုင်းဆိုင်တဲ့စကားလုံးတွေဟာတပင်လောကတမိုင်းမှာအမဲဆက်တစ်ခုဖြစ်ခဲ့ရပြီးသူ့ရဲ့ဏီကုန်းဟာလည်းတိတ်မကောင်းနိုင်တော့တာအသေးချပါပြီ။ကျေးဇူးရှင်ကိုစော်ကားတဲ့သူဟာဘယ်တော့မှမကြည့်ပွားနိုင်ဘူးဆိုတဲ့စကားအတိုင်းအောင်စပူကအခုဆိုရင်ပြည်သူရဲ့မြေတားတွေမကပဲအနုပညာလောကရဲ့ပြစ်ပယ်မှုကိုပါခံနေရပြီပဲဖြစ်ပါတယ်။